မိုင်ဆောင်ခကျွန်တော်ကဒီနေ့မှာဘာကိုပြောချင်လဲဆိုတော့လွယ်ကူရိုးရှင်းပြီးတော့ငွေကုန်ကြေးကျတက်တာစေတဲ့ရေရရာကောင်းတစ်ခုကိုကျွန်တော်ပြောပြပေးမယ်တကယ်ကိုလိုက်လို့ကြည့်တကယ်ကိုထူးပါတယ်အဲ့ဒီရေရရာလေးကလေအဲ့ဒီရေရရာလေးနဲ့အဆင်ပြေနေတဲ့သူတွေအများကြီးရှိတယ်အခုဒါကြောင့်ကျွန်တော်ကပြန်ပြီးတော့မျှဝေပေးရတချို့ကလုပ်ငန်းတွေမှာအဆင်မပြေဘူးတချို့ကကျတော့ငွေကြေးတွေလုံးဝအခက်အခဲအကျက်တဲတွေဖြစ်နေတယ်တချို့ကမိသားစုရေးရမှာเนาะအပူတော့ကတွေများရတာမျိုးအိမ်တွင်းအိမ်တော်ကြီးပူလောင်တာမျိုးဒါမျိုးလေးတွေရှိတာပေါ့နော်အဲ့လိုရှိတဲ့အချိန်မှာဘာလို့လဲဆိုဘေးဆရာတွေစီသွားတယ်ရေရရာတွေချီးတယ်ဘေးတွေနေမေးတယ်ပေါ့နော်တချို့ဆရာကြီးကြတော့လေငွေကုန်ကြေးကျတက်တာစီတယ်ရေရရာလေးတွေပြီးတယ်တချို့ဆရာတော့လေငွေကုန်ကြေးကျမှုရှိတဲ့ရေရရာလေးတွေကိုပြီးတယ်အကြောင်းမျိုးမျိုးပေါ့နော်ဆရာပေါင်းမြောက်များစွာရေရရာပေါင်းမြောက်များစွာပေါ့အဲ့လိုအချိန်မှာဘာဖြစ်လဲဆိုလို့ရှိရင်ကိုကဆရာတွေပေးတဲ့ဆရာတွေပြောတဲ့ရေရရာကိုကလိုက်မလုံနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့ရေရရာလေးကိုလုပ်ကြည့်ဘာရေရရာလေးလဲဆိုလို့ရှိရင်ကိုနေတဲ့နေရာကိုနေတဲ့အိမ်ကိုနေတဲ့လမ်းကိုနေတဲ့မြို့ကိုနေတဲ့ရွာမှာရွာတော်ရှင်ဘိုးကြီးဘွားကြီးဆိုတာရှိတယ်နော်အမိဆိုင်တော်နဲ့အဖဆိုင်တော်နတ်ကြီးများရှိသလိုမျိုးရွာတော်ရှင်ဘိုးကြီးဘွားကြီးတွေလည်းရှိပါတယ်အဲ့တော့ဘာလုပ်ရမလဲဆိုလို့ရှိရင်လက်ဖက်3ပွဲလိုမယ်လက်ဖက်ကျက်သွန်ကျော်နှမ်းပေါ့နော်လက်ဖက်လေးနဲ့လက်ဖက်ပွဲလေး3ပွဲလက်ဖက်ပွဲလေး3ပွဲလိုမယ်ဖျောင်းနိုင်3နိုင်လိုမယ်အမွှေးတိုင်ကတော့အဆင်ပြေတယ်လို့မျိုးရေ3ခွက်လိုမယ်ပေါ့နော်အဲ့တော့ပထမဒီ3ပွဲကဘာလဲဆရာကြီးဆိုလို့ရှိရင်ပထမဦးဆုံးတစ်ပွဲဒီကိုယ့်ရဲ့အမိဆိုင်သောရိုးရာနက်ကိုဒါဆက်တာတာဒုတိယပွဲကကြတော့ကိုယ့်ရဲ့အဖဆိုင်သောနက်ကိုဆက်တာတာနော်ဆရာကြီးမိဆိုင်ဖဆိုင်နက်ကတော့ဘာကြီးလဲမသိဘူးရတယ်ဘာမှမဖြစ်ဘူးကိုယ့်ရဲ့အမိဆိုင်သောရိုးရာနက်လို့ပဲပြောနော်အမိဆိုင်သောရိုးရာနက်ကိုဒါလက်ဖက်ဆက်တာပါတယ်နော်ရေကြီးတော့ဆက်တာပါတယ်နော်စီမီတိုင်အမွှေးတိုင်ဆက်တာပါတယ်ဒုတိယပွဲကအဖဆိုင်သောရိုးရာနက်ကိုဒါလက်ဖက်ဆက်တာပါတယ်စီမီတိုင်အမွှေးနဲ့တာတိုင်းရေကြီးတော့ဆက်တာပါတယ်၃ပွဲမြောက်မှာကိုနေတဲ့မြို့ရွာတွေမှာရွာတော်ရှင်ဘိုးကြီးဘွားကြီးဆိုတာရှိတယ်အဲ့ဒီရွာတော်ရှင်ဘိုးကြီးဘွားကြီးကိုလက်ဖက်ဆက်တာပါတယ်ရေကြီးတော့ဆက်တာပါတယ်စီမီတိုင်အမွှေးနဲ့တာတိုင်းဆက်တာပါတယ်ဆိုပြီးပြောပြီးတော့ကိုယ့်ရဲ့ဒီအခက်အခဲတွေကိုနှစ်ကာနဲ့တိုင်တယ်ဆူတောင်းမှာတိတ်တိတ်ချာချာအာယုံပြုပြီးတော့တိုင်တယ်ဆူတောင်းမှာတကယ်ကိုကိုယ့်ရဲ့အခက်အခဲအဆင်ပြေကိုပြေစေရမယ်ဘယ်နေရာမှာလောက်ရမလဲဆရာကြီးအဲ့ရောတော်ရှင်နှစ်ကုန်းကြီးသွားပြီးတော့လောက်ရမလားမလိုပါဘူးအိမ်ဝရဏရှိရင်ဝရဏမှာခုံလေးခင်းပြီးတော့လောက်ပါဝရဏမရှိရလို့အိမ်ရဲ့ဒဇက်မိတ်တဲ့မှာခုံလေးခင်းပြီးတော့မှလောက်ပါနော်မနက်6နာရီနောက်ပိုင်းလုပ်ရင်ပို့ပြီးတော့ကောင်းပါတယ်နော်အဲ့တော့အစစရရအကုန်လုံးအဆင်ပြေသွားလိုက်အဆင်ပြေလိမ့်မယ်ပေါ့နော်မကြခဏပြုတ်လို့ကြည့်အခက်အခဲဖြစ်တိုင်းအဲ့ဒါလေးကိုလုပ်ကြည့်တကယ်ကိုကိုယ့်ရဲ့အခက်အခဲကတကယ်ကိုပြည်လေလိမ့်မယ်အဲ့တော့